ပြည်သက်တို့အားလုံးပဲမင်္ဂလာပါရှင်မန်ချက်စတာယူနိုက်တက်ပြည်သက်တွေအတွက်တော့ဒီရက်ပိုင်းကတကယ်ကိုပြောစရာကောင်းတဲ့အချိန်လေးလို့ပြောရမှာပါယာယီနေပြောင်းမိုက်ကယ်ခါရက်လက်ချက်မှာယူနိုက်တက်ကကစားပုံရောစိတ်သက်ပိုင်းမှာတိတိတသားပြောင်းလဲလာခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်ကတော့မန်စီးတီးနဲ့အာဆင်နယ်တို့ကိုဇက်တိုက်အနိုင်ယူပြီးတော့ခြေစွမ်းပြနေပါတယ်ဒီည8 နာရီခွဲမှာတော့အင်္ဂလန်အိုထရက်စ်ပိုမှာဖူဟယ်လန်ကိုအခန့်ကစားရမှာပါကာရီရဲ့ယူနိုက်တက်နိုင်ပွဲဆက်အောင်မလားဆိုတော့ကျမတို့အတူတူသုံးသပ်ကြည့်အောင်ပါရှင်ကာရီရဲ့လက်အောက်မှာယူနိုက်တက်ဟာကွန်လက်ထိန်းချုပ်မှုကိုပို့ပြီးတော့ဦးစားပေးလာတာတွေ့ရပါတယ်အထူးသဖြင့်ကွန်လက်ရဲ့ချိတ်ဆက်မှုကအရင်ထက်ပိုပြီးတော့ညံ့လာသလိုတိုက်စစ်ပိုင်းကဂိုးတွေပြန်သွင်းနေပြီဖြစ်လို့ဖူဟယ်ခန်စစ်အတွက်ကတော့တကယ်ကိုကောင်းခဲ့စရာပါပဲဖူဟယ်ကတော့တရားတီမှာအဝေးကွင်းမှတ်တမ်းကောင်းမွန်တဲ့အသင်းဖြစ်ပြီးတော့တံပြန်တိုက်စစ်ကနေဂိုးရအောင်အမြဲစူးစမ်းလေရှိပါတယ်ဒါပေမဲ့ United ခန်စစ်တန်းအနေနဲ့ကပေါ်ဆလို့တော့မရပါဘူးရှင်ဒီပွဲရဲ့အဆုံးဖြတ်ကတော့ United ရဲ့အစောပိုင်းကိုရနိုင်မလားဆိုတဲ့အပေါ်မှာအများကြီးကိုမူတည်နေပါတယ်အစောပိုင်းမှာသာဂိုးရသွားမယ်ဆိုရင်တော့ United အတွက်ပွဲကတော်တော်လေးကိုလွယ်ကူသွားနိုင်ပါတယ်2026ခုနှစ်ရဲ့ဇယားထိပ်ပိုင်းအပြိုင်ဆိုင်မှာရမှတ်မရောဘူးကားရဲ့အနေနဲ့အသင်းကိုအကောင်းဆုံးပြင်ဆင်လာမယ်ဆိုတာကတော့သိကြနေပါတယ်ရှင်ကျမတို့အမြင်ဆိုရင်တော့လက်ရှိအချိန်တက်နေတဲ့ United ဟာအင်္ဂလန်ပြည်သက်တွေရှေ့မှာဖိုဟယ်ကို2ဂိုးကိုမရှိဒါမှမဟုတ်3ဂိုးတဂိုးနဲ့အပြတ်အသတ်အနိုင်ယူပြီးတော့နိုင်ပွဲဆက်သွားလိမ့်မယ်လို့ခန့်မှန်းကြပါတယ်ရှင်ကဲပြည်သက်တို့ရောကားရဲ့မန်ယူကဒီညမှာနိုင်ပွဲဆက်နိုင်ပါမလားဘယ်ကစားသမားတွေကိုသွင်းမယ်လို့ထင်ပါလေကွန်မန့်မှာရေးပေးကြပါအောင်နော်အခုလိုမျိုးပွဲချုပ်သုံးသက်ချက်လေးတွေနဲ့အတူကိုခန့်မှန်းချက်လေးတွေကိုအချိန်